ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိကြားဖြတ်အွန်လိုင်းငွေလိမ်လုပ်ငန်းစင်တာတွေမှာပါဝင်တယ်လို့ဆွဆွဲခံထားရတဲ့တောင်ကိုရီးယားနိုင်ငံသား60ကျော်ကိုကမ္ဘောဒီးယားအစိုးရကလက်ထိတ်ခတ်ပြီးအင်ချွန်းမတို့ပြန်လွှဲပေးလိုက်ကြောင်း AFP သတင်းဌာနကဖော်ပြပါတယ်။အဆိုပါဖမ်းဆီးခံရတဲ့သူတွေကိုတီးတက်လီရင်ဖြင့်ပြန်လွှဲပေးပြီးအောက်တိုဘာလ18ရက်နေ့ညပိုင်းတွင်တောင်ကိုရီးယားကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။ကမ္ဘောဒီးယားအာဏာပိုင်တွေကဒီလူတွေထဲမှာ59ယောက်ကိုကြားဖြတ်လုံဝန်းနဲ့ဆက်နွယ်သူများအထက်သတ်မှတ်ထားပြီးအခြား9ဦးကိုအခြားရဆွေးမှုများကြောင့်လွှဲပြောင်းပေးတာဖြစ်ပါတယ်လို့ပြောပါတယ်။ဒီလူတွေဟာကူလာကမှန်ချက်အရတင်းတဲ့နဲ့အလုပ်ရမယ်လို့လှည့်ဖျားခံခဲ့ရပြီးမြန်မာအပါအဝင်အရှိတောင်အာရှတလွှာပန့်နှံ့နေတဲ့ကြားဖြတ်လုပ်ငန်းတွေမှာအလုပ်စေကိုင်းခံရတဲ့လူ2သိန်းနီးမှာထဲမှာပါဝင်နေပါတယ်လို့တောင်ကိုရီးယားအကြောင်းသားတို့ကြားဖြတ်လုပ်ငန်းထဲမှာလိမ်လည်နှိပ်စက်ခံရပြီးတေဆုံးတယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာပြီးတဲ့နောက်မှာတော့တောင်ကိုရီးယားအစိုးရကကမ္ဘောဒီးယားသို့စုံစမ်းအဖွဲ့ပေးပို့ခဲ့တာဖြစ်ပါတယ်ဟုရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်